မိဘအများစုမသိပဲလိလူရှုနေတဲ့ကလေးတွေမှာအများဆုံးဖြစ်နေတဲ့ယောဂ၃မျိုးရှိပါတယ်ကျွန်တော်ဆရာဝန်တယောက်ပါခုကလေးတွေမှာအများဆုံးတွေ့နေရတဲ့ကျန်းမာရေးပြဿနာ၃မျိုးရှိပါတယ်ပထမဆုံးတစ်ခုကတော့တက်ရှူလမ်းကြောင်းယောဂအေးမိမယ်ရှောင်းဆိုးမယ်လေချောင်းနာမယ်ဒါတွေကိုကလေးတွေမှာအရန်ဖြစ်နေပါတယ်ဒုတိယကတော့ဝမ်းလျှောနဲ့အစာရင်ဦးလမ်းကြောင်းယောဂမတက်ရှင်းတဲ့အစားအစာတွေကိုစားမိလို့ဘိုင်းအောင်ဘိုင်းနာတွေအဖြစ်များပါတယ်တတိယကတော့အာဟာရရှုတ်တဲ့ခြင်းအစားအစာမညီမျှလို့ရှိရင်ကလေးတွေမှာအလေးချိန်မတက်တာအားနည်းတာတွေဖြစ်နိုင်ပါတယ်ဒီလိုမျိုးလက္ခဏာတွေကိုကလေးမှာဖြစ်နေပြီဆိုရင်တော့အများဆုံးနှိစက်ရဆရာဝန်နဲ့တွားပြဖို့အကြံပေးလိုပါတယ်ကျမကြီးနဲ့ပတ်သက်တဲ့အကြောင်းတွေကိုသိချင်လို့ရှိရင်ဒီအကောင့်လေးကိုကျွန်တော်နေ့တိုင်းမျှဝေသွားမှာဖြစ်လို့ subscribe လုပ်ပေးခဲ့ပါအောင်ခုပြောပြခဲ့တဲ့အချက်တွေမှာကိုကလေးတွေမှာရှိခဲ့လို့ရှိရင်အများဆုံးကျွန်တော်စီကိုကြောင်းကြားလေးရသလိုကျွန်တော် comment လေးမှာလည်းဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာညချမ်းလေးဖြစ်ပါစေ